Hello အားလုံးပဲမင်္ဂလာပါလို့ရင်နှုတ်ခွန်းဆက်ပြရစီဗျဒီကြောင်လေးကတော့ကျွန်တော်ထိုင်နေနားမှာကျွန်တော်9သိန်းနဲ့ရခဲ့ပါတယ်ဗျကြောက်ကလေးကတော့ပဲမျိုးလေးဖြစ်နေပါတယ်ပဲမျိုးကိုမှပန်းလေးလဲပါပါတယ်ဗျအခွန်လေးကတော့ကျွန်တော်တို့ခန်းတီးလေးဖြစ်ပါတယ်ဗျကြောက်ကတော့ပဲဟိုမှမျိုးဟိုမှပန်းလေးဆန်ပါတယ်မျိုးလေးကတော့နည်းနည်းချိုတယ်ပန်းလေးတွေကအောက်မှာဆင်းတယ်အနာကြောလေးတွေပါအတွက်ကျွန်တော်အခွန်လေးတွေရင်ချုပ်ကြည့်ပါလေဗျကြောက်ကတော့ကျွန်တော်မှန်းထားတာကအများကြီးမှန်းမထားပါဘူးကျွန်တော်နှစ်ပွင့်မှန်းထားပါတယ်ဗျကြောက်ရဲ့အားနေချက်နဲ့အားသာချက်ကိုအရင်ပြောပြပေးပါမယ်ဗျကြောက်ကလေးရဲ့အားသာချက်ကတော့ကျွန်တော်တို့မျိုးပန်းလေးကိုပန်းတရီလေးကလာပါတယ်ဗျပန်းတရီလာတဲ့အတွက်ကျွန်တော်တို့တချို့နေရာလေးမှာခဲသွားနိုင်ပါတယ်ဒါပေမဲ့ကျွန်တော်ရှော့ကြည့်တဲ့အချိန်မှာကြောက်ကလေးကတော့ထင်တယ်လို့ဖြစ်မလာသေးပါဘူးကျွန်တော်မှန်းထားတာကကျွန်တော်2ပွင့်အပေကြီးပဲမှန်းထားတယ်တစ်ပွင့်ကို9သိန်းနဲ့10သိန်းပေါ့ဗျာဒါတော့ကိုကြိုက်တဲ့လောက်ထိမှန်းလို့ရတယ်မိုးထီအောင်လည်းမှန်းလို့ရပါတယ်ဗျဒါပေမဲ့ကျွန်တော်တို့ဒီဟာကကျွန်တော် main ခလေကောင်ကအရွယ်ကြီး2ပွင့်ကိုမှန်းထားတယ်တစ်ပွင့်ကို9သိန်းဆိုတော့ကျွန်တော်10သိန်းပေါ့ဗျာ2ပွင့်ဆိုတော့ဒါပေမဲ့အပွင့်အသေးတွေထွက်သွားခဲ့မယ်ဆိုရင်တော့ကြောက်ကလေးကရှုံးသွားနိုင်ပါတယ်ဗျဒါပေမဲ့ကျွန်တော်ဖြတ်နေတဲ့အချိန်မှာပဲကျွန်တော်ထင်ထားသလိုကြောက်ကလေးကအနာတွေလောအမြုပ်ဆန်လေးပေါ့ဗျာတချို့နေရာလေးတွေကမငြိမ်တော့ပါဘူးဗျကြောက်ရဲ့အားနည်းချက်လေးတွေပေါ်လာတာပေါ့ဗျာအဲ့တော့ကျွန်တော်အရွယ်ကြီးမှန်းထားတယ်ကျွန်တော်2ပွင့်ကိုကျွန်တော်ခါနေပြီးမှချမ်းပစ်လိုက်ရပါတယ်ဗျကြောက်ကမျိုးဆိုတော့ကျွန်တော်တို့အရွယ်သေးဆိုတော့ဘာဖြစ်တတ်လဲဆိုတော့ခြူသွားတတ်တာပေါ့ခြူရဲဆိုတာဘာလို့ဆိုတော့ဖွေးသွားတတ်တယ်ပေါ့ဗျာဒါအသေးစိတ်ကိုပြောပြခြင်းဖြစ်ပါတယ်ဗျကြောက်ကိုလုံးမယ်ဆိုရင်ကျွန်တော်တို့အားနေချက်နဲ့အားသာချက်တွေကိုတတိထားပါလောဘနဲ့မကြည့်ပါနဲ့ပညာနဲ့ပဲကြည့်ပါဗျလုံးတစ်ခုလုံးမယ်ဆိုရင်တေချာစီစစ်ဖို့ပဲလိုပါတယ်ဗျဒါတောင်ကျွန်တော်ဒီကြောက်လေးကိုအသေးစိတ်စီစစ်ထားတဲ့အချိန်မှတောင်မှကြောက်ကအနာတွေများတယ်အရွယ်ကြီးမရသွားနိုင်ပါဘူးဗျဒါလေးကဖြဲရင်နဲ့ကြောက်ကလေးကတော့အချိန်နဲ့မကောင်းဘူးပေါ့ဗျာကျွန်တော်မှန်းထားတာ2ပွင့်ပြင်မဲ့ကျွန်တော်တို့အသေးလေးတွေကြီးအများကြီးထွက်နေပါတယ်ကျွန်တော်တို့2ကလက်3ကလက်ဝင်းကျင်လေးတွေအများကြီးထွက်တယ်ကြောက်ရဲ့အဖြစ်ပြက်သဘောတရားလေးပေါ့ဗျာနော်အားလုံးစုစုပေါင်းဖြတ်ပြီးရဲ့အချိန်မှာ10ပွင့်ထွက်ပါတယ်ဗျခေါင်းလေး2ပွင့်ကိုအရင်မှတ်ဆန်းပြီးမှကျွန်တော်တွေးကြည့်တဲ့အချိန်မှာမှတ်ကတော့မစိုးဘူးပေါ့ဗျာဒါကတော့အဖတ်သုံးထားတဲ့အနေထားလေးမှာကြောက်ကလေးကလာတယ်တကယ်တော့ဒါလေးကိုကျွန်တော်ဝိုင်းထဲကိုယူသွားတဲ့အချိန်မှာကြောက်ကလေးကတော့ချိုသွားပါတယ်ဗျခြူသွားတော့ဘာဖြစ်လဲဆိုတော့ရှုံးတာပေါ့ဗျာကျွန်တော်9သိန်းနဲ့ဝယ်ခဲ့တဲ့နေရာမှာကျွန်တော်တို့3သိန်းကျော်ပဲပြန်ကောက်လို့ရပါတယ်ဗျဟုတ်ကဲ့ပါဒါလေးကတော့ကျွန်တော်တင်တန်းလေးပါဗျကျွန်တော်ပညာလေးသင်ကြားပေးနေပါတယ်ဗျတင်တန်းလေးကိုတက်မယ်ဆိုရင်တော့ဝါသနာတစ်ခုတည်းနဲ့မလာခဲ့ဘူးဖိတ်ခေါ်ပါတယ်ဗျအဆဆရာကျွန်တော်ပတ်စံပြောတာမဟုတ်ဘူးနော်အဆဆရာအဖက်ဖက်ကလူရောအစိရောအားလုံးဝါသနာပါမှသာကျွန်တော်ရှိကိုလာခဲ့ဖို့ဖိတ်ခေါ်ပြရစီအားလုံးမင်္ဂလာရှိသောနေ့ရက်လေးမှာပျော်ရွှင်နိုင်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်ဗျ